ပြီကျွန်တော်တို့မနေ့ကဒီ water diploma နဲ့ပတ်သက်ပြီးတော့ဒီ water diploma တဲမှာဘာတွေအသုံးပြုရမလဲကိုယ်ပဲ data နဲ့အသုံးပြုရမလဲဘယ် tools တွေအသုံးပြုရမလဲဘယ်လိုနေရာမှာအသုံးချမလဲဆိုတော့ပြပြခဲ့တယ်ဆိုတော့ဟုတ်ပြီအဲ့ water diploma နဲ့ပတ်သက်ပြီးတော့ website တစ်ခုစတည်ဆောက် website မှာဘာတွေပါမလဲဆိုတော့ရှင်းပြပေးမယ် website တစ်ခုမှာတော့ရှင်းတယ်ကျွန်တော် web page ဆိုတဲ့ website စာမျက်နှာပါမယ် website စာမျက်နှာဆိုတော့ကျွန်တော်အခုပြနေတဲ့ဒီ screen website စာတော့ဘာကုတ်တွေဘာမိတော့ဆိုရင်တော့ကျွန်တော်ဒီအဖြူတိုင်းလေးပုံမှာဖြစ်တယ်အဲ့ web page မှာကျွန်တော်တို့ကကျွန်တော်ရေးရတဲ့ content တွေပေါ်ဘာတွေအသုံးပြုပြီးရေးရမလဲဆိုတော့ကျွန်တော် HTML CSS JavaScript စတဲ့ technology ကိုအသုံးပြုပြီးတော့ကျွန်တော် web page မှာကျွန်တော်ထည့်ချင်တဲ့ဟာတွေထည့်ရတယ်ဆိုတော့ဟုတ်ပြီကျွန်တော်ခုနပြောပါတယ် HTML CSS JavaScript ဆိုတာဘာတွေလဲပုံလေးကိုတစ်ချက်ကြည့်လိုက်အောင်ကျွန်တော်ဒီပုံလေးကဒီတော့ HTML structure CSS presentation နဲ့ JavaScript behavior ဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဒီလိုရှင်းပြပေးမယ် HTML structure လဲဆိုတာကျွန်တော်ဖွဲ့စည်းမှုအခြေခံဆိုတာကျွန်တော်အရာဝတ္ထုတစ်ခုကိုဖန်တီးမယ်ဟုတ်ပြီကျွန်တော်အရာဝတ္ထုတစ်ခုကိုဖန်တီးမယ်ဆိုရင်ကျွန်တော် HTML အသုံးပြုပြီးတော့ကျွန်တော်အရာဝတ္ထုတစ်ခုကိုဖန်တီးလိုက်ဒါပေမဲ့ကျွန်တော်ဖန်တီးလိုက်တဲ့အရာဝတ္ထုကကျွန်တော်အကြိုက်မဟုတ်ဘူးဒီအရာတွေမကြိုက်ဘူး color တွေမကြိုက်ဘူးဒီနောက်ခံတွေမကြိုက်ဘူး design တွေမကြိုက်ဘူးဆိုရင်ကျွန်တော်ကဘယ်လိုလုပ်မလဲ CSS presentation နဲ့အသွင်ပြောင်းသုံးပြီးတော့ကျွန်တော်ကပြောင်းမယ်အသွင်ပြောင်းမယ်ဘယ်လိုပြောင်းမလဲဆိုရင်ကျွန်တော်ကကျွန်တော်ဖန်တီးလိုက်ရတဲ့တစ်ခုကအဖြူအောင်ဆိုရင်ကျွန်တော်အမဲပြောင်းမယ်ဒီအနောက်က design တွေကိုပိုလာအောင်လုပ်မယ်ကျွန်တော်ဘာလုပ်မလဲဆိုရင် CSS ဆိုတဲ့ presentation ကအသုံးပြုပြီးလုပ်လိုက်ဟုတ်ပြီကျွန်တော်အရာဝတ္ထုတစ်ခုလည်းရပြီကိုလိုချင်တဲ့ design color တွေထားလည်းရပြီဒါပေမဲ့အဲ့အရာဝတ္ထုကဒီတိုင်းပဲပုံတင်မလို့ချင်တော့ကျွန်တော်ကလှုပ်ရှား animation လိုချင်တယ်ဆိုရင်ကျွန်တော်ကဘာအသုံးပြုမှဆိုရင် JavaScript behavior အသုံးပြုမယ်အသုံးပြုမှုကျွန်တော်အရာဖန်တီးလိုက်တဲ့အရာဝတ္ထုတစ်ခုကိုအသုံးပြုမှုဘယ်လိုအသုံးပြုမလဲကျွန်တော် JavaScript ဆိုတဲ့ behavior အသုံးပြုပြီးတော့လှုပ်ရှားမယ်ကျွန်တော်တို့ဒီညာဘက်ကနေဘယ်ဘက်ကိုသွားမယ်အပေါ်ကနေအောက်ကိုသွားမယ်ဒီလိုမျိုးလှုပ်ရှားမှုပြီးတော့ကျွန်တော် JavaScript ဆိုတဲ့အရာကိုသုံးပြီးတော့လှုပ်ရှားမှုလုပ်ရတယ်ဆိုဟုတ်ပြီ example အနေနဲ့ကျွန်တော်တို့လူခန္ဓာကိုယ်ပဲကြည့်လိုက်ကျွန်တော်လူခန္ဓာမှာဆိုရင်အရိုးတွေရှိမယ်ဒီအသားတွေရှိမယ်ကျွန်တော်ရေးစီနှောက်ရှာနေဟုတ်ပြီကျွန်တော်အရိုးတွေရှိမယ်ဒါဆိုတော့အရိုးတွေဆိုတော့ကျွန်တော် structure ဖွဲ့စည်းမှုပုံစံနဲ့ကျွန်တော်ဘယ်လိုဖွဲ့စည်းလိုက်လဲဒီအကုန်လုံးကကျွန်တော်ဒီ bones အနေနဲ့ဖွဲ့စည်းကြတာနောက်ဟုတ်ပြီကျွန်တော်တို့ပိန်နေဝါးတွေရှိတယ်ကျွန်တော်အသားတွေရှိတယ်ဒါကကျွန်တော်တို့အသွင်ပြင်ဖြစ်တယ်အသွင်ပြင်ပြောင်းနေတယ်ဆိုဟုတ်ပြီကျွန်တော်ဒူဆိုတာလည်းအမြဲတမ်းရက်နေတာမဟုတ်ဘူးကျွန်တော်အမြဲတမ်းရွေရှားနေတာလှုပ်ရှားမှုလုပ်နေတာကျွန်တော်တစ်ခုခုလုပ်နေမယ်စာသိနေမယ်ဂိမ်းဆောင်နေမယ်လမ်းရှောင်းနေမယ်စာဖတ်နေမယ်ဒါတွေကကျွန်တော်တို့လှုပ်ရှားမှုလုပ်နေတာဖြစ်တယ်ဒါလည်းလှုပ်ရှားမှုဆိုတော့ကျွန်တော်ကဒီ JavaScript ဆိုတဲ့ behavior ကိုအသုံးပြုမှုလုပ်နေတာဖြစ်တယ်ဒါကျွန်တော် example နဲ့ရှင်းပြပေးတာဆိုတော့ဟုတ်ပြီကျွန်တော်က website တစ်ခုမှာ web page ပါလို့ပြောခဲ့တယ် web page မှာ HTML CSS JavaScript ကိုအသုံးပြုပြီးတော့ဖန်တီးရတယ်ဆိုတော့ဟုတ်ပြီ website ကဟုတ်ပြီဒါပေမဲ့ website ကအမျိုးအစားဘယ်နှမျိုးရှိရလဲကျွန်တော် website ဖန်တီးတဲ့အခါကျရင်ကျွန်တော်ကဘယ်လို website ကိုဖန်တီးကျင်တာလဲဆိုတော့သိဖို့လိုတယ်ဆိုတော့ website အကြောင်းရှင်းပြပေးမယ်ကျွန်တော် website မှာကအမျိုးအစား2မျိုးပဲရှိတယ်ဒီ2မျိုးထက်အပြင်ရှိလည်းမရှိဘူးဆိုတော့ static နဲ့ CMS ဆိုတာကျွန်တော် dynamic website ကိုပြောတာဖြစ်တယ်ဆိုတော့ဟုတ်ပြီ static ကနေစရှင်းလိုက်မယ် static ဆိုတာကတော့သူပြောတဲ့အတိုင်းပဲ static ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အမြဲတမ်းပုံတင်ဖြစ်နေတဲ့ website ကိုပြောတာဖြစ်တယ်ဝင်ရပုံတင်ဖြစ်နေရဆိုတာကျွန်တော်တို့ဒီနေ့ဝင်လိုက်တယ်ဒီ web page ပဲနောက်နေ့ဝင်လိုက်ဒီ web page ပဲသူကဒီပုံစံကနေပြောင်းသွားမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့သူက static website ဖြစ်တဲ့အတွက်ပြောင်းသွားမှာမဟုတ်ဘူးကိုကလည်းအဲ website ကိုအသုံးပြုချင်မှလည်းပြုလို့ရမှာဆိုတော့ဟုတ်ပြီဒီ static website ကိုကျွန်တော်တို့ကဘာတွေအသုံးပြုတည်ဆောက်မလဲဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့ HTML CSS JavaScript ဒီသုံးခုကိုလုပ်ပြီးတော့ကျွန်တော် static website ကိုတည်ဆောက်တယ်ဆိုတော့ဟုတ်ပြီနောက်တစ်ခုက dynamic website dynamic website ကဘာပြောရလဲဆိုရင်သူဆိုတဲ့ dynamic ဆိုတဲ့အတိုင်းပဲကျွန်တော်အမြဲတမ်းပြောင်းလဲမှုဖြစ်နေတဲ့အရာကိုကျွန်တော် dynamic လို့ပြောတယ်ဆိုတော့ dynamic website ဆိုတာဘယ်လိုမျိုးဆိုတော့ရှင်းတယ်ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့ Facebook တို့ YouTube တို့ Google တို့ဆိုရင်ကျွန်တော်အမြဲတမ်းပြောင်းလဲနေတယ်ကျွန်တော် Facebook ဆိုရင်လည်းကျွန်တော်ဒီနေ့ဝင်ဒီတငယ်ကြီးတယောက်ရဲ့ post တက်လာလို့ဆိုရင်ကျွန်တော်နောက်တစ်ခါဝင်တဲ့အခါကျရင်နောက်တငယ်ကြီးတယောက်ရဲ့ post တက်လာမှာအဲ့လိုမျိုးအမြဲတမ်းပြောင်းလဲနေတဲ့အရာကျွန်တော် dynamic လို့ပြောတယ်ဆိုတော့ဟုတ်ပြီကျွန်တော် example လေးကြည့်ကြည့်မယ်ဆိုတော့ဟုတ်ပြီ
ဒီ website က static website ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီထဲမှာအသုံးပြုလို့ရတာနည်းတယ်ဟုတ်ပြီ static website ဆိုတဲ့အတိုင်းကျွန်တော်ဒီနေ့ဝင်လဲဒီပုံစံမျိုးပေါ်မှာကျွန်တော်ဒီနေ့ဝင်ဒီ my website logo တို့အပေါင်းမီတို့ပေါ်မယ်နောက်နေ့ဝင်တဲ့ခါကျရင်သူကဒီလိုမျိုးပဲပေါ်မှာဘာဖြစ်လို့ဆိုတော့ static website ဖြစ်တဲ့အတွက်ပြီးတော့ဒီ website မှာကျွန်တော်တို့အသုံးပြုလို့ရကျွန်တော်တို့ဆိုတာကျွန်တော် user တွေအသုံးပြုလို့ရတဲ့ဟာနည်းတယ် user တွေဒီမှာဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ နာမည်တွေရိုက်ထည့်လို့ရမယ် email တွေရိုက်လို့ရမယ် message တွေရိုက်လို့ရမယ်ကျွန်တော် send message နဲ့နှိပ်လိုက်ရင်သူ့ရှူရောက်သွားမယ်ဟုတ်ပြီသူ့ရှူရောက်သွားဟုတ်ပြီဒါမဲ့ကျွန်တော်ရဲ့အသုံးပြုကတော်တော်လေးမှနည်းတယ်ဘာလို့လဲဆိုတော့ static website ဆိုရတာကျွန်တော်အသုံးပြုတာနည်းတယ်ဘာမှလည်းသိတိစရာမရှိဘူးတောင်းနေတာလည်းဒီရာပဲမြင်နေတာဖြစ်တယ်ကျွန်တော်ဟုတ်ပြီ dynamic ဆိုတာဘာပြောတာလဲကျွန်တော်ဒီရာလေးကိုပဲနမူနာပြလိုက်မယ်ကျွန်တော် dynamic ဆိုတဲ့အတိုင်းအမြဲတမ်းပြောင်းလဲနေတာကျွန်တော်ဒီနေ့ဝင်တဲ့အခါကျရင်ဒီဟာကိုဒီဈေးနဲ့ရမယ်ဒါပေမဲ့နောက်နေ့ဝင်တဲ့အခါကျရင်ဒီပုံကလည်းပေါ်ခြင်းမပေါ်မှာဒီပုံတွေမှာတခြားပုံပြောင်းသွားနိုင်တယ်ဒါပေမဲ့ဒီပုံပေါ်တယ်ဒါပေမဲ့ဒီပုံမဲပေါ်တဲ့အခါကျရင်ဒီဈေးကလည်းပြောင်းထည့်လိုက်ဈေးကြီးကျရင်လည်းကျမယ်ဈေးတက်ရင်လည်းတက်မှာမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဒါကို dynamic website လို့ခေါ်တယ်ဒီမှာဘာလို့ရလဲဆိုရင်ကျွန်တော်တို့ဒီ login တွေလုပ်လို့ရမယ် register တွေလုပ်လို့ရမယ်ဒီမှာ login လုပ်လို့ရမယ်ကျွန်တော်ဒီ register တွေလုပ်လို့ရမယ်ပြီးကြရင်ဈေးတွေအများနဲ့ပြောင်းလဲဖြစ်နေမှာကျွန်တော်ဒီမှာရှာလို့ရမယ်ဒါကကျွန်တော် dynamic website ဖြစ်တယ်ကျွန်တော်တို့ online နဲ့အသုံးပြုလို့ရတယ်များတယ်ဥပမာ Facebook ဆိုရင်လည်းကျွန်တော်တို့ဒီ account တွေဖွင့်လို့ရမယ် login register လုပ်လို့ရမယ်တကယ်ချင်းရှာလို့ရမယ်စကားတွေပြောလို့ရမယ်ဒါက dynamic website ဖြစ်တယ်ကျွန်တော် static website တော့ကျွန်တော်ခုနပြောခဲ့လို့ပဲအရင်တုံးလို့ရတာမရှိဘူးနည်းတယ်အဲ့လိုမျိုး static website နဲ့ dynamic website လို့ခေါ်တယ်ဆိုတော့ static နဲ့ dynamic ကတော့ကွဲသွားလောက်ပြီထင်တယ်ဆိုတော့ဆက်လိုက်ရအောင်ဆိုတော့ကျွန်တော်အခုနပြောပြခဲ့တဲ့ static နဲ့ dynamic ကိုကွဲအောင်တစ်ချက်ပြန်ကြည့်ရမယ်ကွဲအောင်ဆိုတော့ကျွန်တော်တို့ static ကဘယ်လိုမျိုးအသုံးပြုလို့ရတယ်ဘာ function တွေပါလဲ dynamic ကဘယ်လိုမျိုးအသုံးပြုလို့ရတယ်ဘာ function တွေပါမယ်ဆိုတော့တစ်ချက်ကြည့်မယ် combination of the static and dynamic website dynamic နဲ့ static website ကျွန်တော်နှိုင်းယှဉ်ကြည့်မယ်ပထမတစ်ခုနေရတော့ no interaction in the database no interaction in the database ဆိုတာကျွန်တော် database ကိုအသုံးပြုရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် database ဆိုတာကျွန်တော်မနေ့ကရှင်းပြခဲ့သလိုပဲဒီ backend development မှာပါတယ်ကျွန်တော် user ရဲ့ data တွေကိုတင်တာတွေထည့်တာတွေကျွန်တော် database နဲ့လုပ်ရတယ်ဆိုတော့ static ဆိုတာကျွန်တော်ဒီ user တွေကိုပြစီချင်တာ user တွေကို register လုပ် login လုပ်ခိုင်းအောင်မဟုတ်ဘူးဆိုတော့ database ကတော့အသုံးမပြုရဘူးအဲ့တော့ no interaction in the database အသုံးမပြုရဘူး dynamic ကတော့ database is easy อ่ะ database ကိုအသုံးပြုပြရဘူးဆိုတော့ကျွန်တော်ခုနပြောလို့ပဲ dynamic website မှာ login လုပ်တာပါမယ် register လုပ်တာပါမယ်ဈေးပြောင်းလဲတွေထည့်တာပါမယ်ဈေးထည့်တာပါပုံတွေထည့်တာပါမယ်ဆိုတော့ database ကိုအသုံးပြုပြရတယ်ဆိုတော့ database ကို is easier လို့ပြောတာဖြစ်တယ်ဆိုတော့ static မှာနောက်တစ်ခုက faster to load faster to load ဆိုတာကျွန်တော်ရှင်းတယ် reload လုပ်တဲ့အခါမှာ faster မြင်မယ်ဆိုတာကျွန်တော်တို့က internet တစ်ခုတည်းနဲ့ပဲ website နှစ်ခုကိုအသုံးပြုနေဒါပေမဲ့တစ်ခုက static website တစ်ခုက dynamic website ဆိုရင်ကျွန်တော်တို့ static website က reload လုပ်တဲ့အခါမှာ 0.2 second ပဲကြာရဲဆိုရင်ကျွန်တော် dynamic က reload လုပ်တဲ့အခါမှာ 0.5 second 0.6 second လောက်ကြာတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ dynamic မှာအသုံးပြုရတဲ့ဟာတွေ function လေးကနည်းနည်းလေး line အောင်နောက်ကျစေတယ်ကျွန်တော်တို့ဒီ JavaScript code တွေအများကြီးထည့်ရတယ် PHP တွေ database တွေချိန်ရတဲ့အတွက် dynamic website ကနည်းနည်းလေးတော့ reload လုပ်တဲ့အခါမှာနှိမ့်တယ်ဆိုတော့နောက်တစ်ခု Java development cost ဒီ development နဲ့ပတ်သက်ပြီးတော့ cost တွေကတော့နည်းတယ် dynamic ကရှင်တဲ့ cost တွေများတယ်အသုံးပြုရများတဲ့အတွက်ဆိုတော့နောက်တစ်ခု not use the content management not use the content management ဆိုတာကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့ဒီနေ့ဝင်လဲဒီစာမျက်နှာနောက်နေ့ဝင်လဲဒီစာမျက်နှာပဲမြင်နေရဖြစ်တယ်ဆိုတော့အပြောင်းအလဲမရှိဘူး content changes မရှိဘူးအဲ့တော့ပြောတာဖြစ်တယ်ကျွန်တော် dynamic မှာကတော့ web page content can be change web page ကအမြဲတမ်းပြောင်းလဲနေရတယ် content တွေကအမြဲတမ်း change နေနိုင်တယ်ဆိုတော့ခုနပြလို့ပဲပုံတွေပြောင်းနိုင်တယ်ဈေးနှုန်းအပြောင်းလဲတွေဖြစ်နိုင်တယ်ဒါက web page content can be change လို့ပြောတာဖြစ်တယ်ဆိုတော့ static website ကဘာတွေပါမလဲဆိုရင်ကျွန်တော် HTML ပါမယ် CSS ပါမယ် JavaScript ပါမယ်ကျွန်တော် dynamic မှာဘာတွေပါမလဲဆိုရင်ခုန static မှာအသုံးပြုတဲ့ HTML CSS JavaScript လည်းပါတဲ့ပြင်ဟိုမှာသူက server side language ဖြစ်တယ်ဒီ user ထုတ်တာတွေထည့်တာတွေ database တင်တာတွေလုံးဝဖြစ်တဲ့အတွက် PHP ရဲ့ Node.js ပါမယ်ဆိုတော့ဟုတ်ပြီကျွန်တော်ကပြောတဲ့ HTML ဆိုတာကတော့ကျွန်တော်ဒီအခြေခံ structure ဖွဲ့စည်းပုံ basic ဆိုတာတော့နားလည်ပြီဒါပေမဲ့ HTML ဆိုတာကျွန်တော်ဒီကုန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှင်းပြရမလဲဆိုရင်
HTML ဆိုတာကျွန်တော် Hypertext Markup Language အတူကောက်ဖြစ်တယ်ဒါကကျွန်တော် website တွေကို structure တွေဖန်တီးတဲ့အခါမှာသုံးရတဲ့ language တစ်ခုဖြစ်တယ်ကျွန်တော် HTML ပြောမှဆိုရင်ကျွန်တော်စာသားတွေဓာတ်ပုံတွေ link တွေ video တွေကိုဘယ်လိုနေရာမှာထားမယ်ဆိုတော့ HTML ကသတ်မှတ်ပေးတယ်ဆိုလိုချင်တာကကျွန်တော်တို့ကဒီစာကြောင်းတစ်ခုရေးလိုက်ပြီးကျွန်တော်တို့ကစာကြောင်းကို left ဘယ်ဘက်မှာပြချင်တာလားညာဘက်မှာပြချင်တာလားဒီလို border အောက်မှာပြချင်တာလားကျွန်တော်တို့အပေါ်မှာပြချင်တာလားဒါကို HTML နဲ့သတ်မှတ်လို့ရတယ်ဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော် HTML file တစ်ခုစဆောက်လိုက်အောင်ကျွန်တော်အရင်ဆုံး folder တစ်ခုစဆောက်မယ်ဒါတော့ကိုယ်ကြိုက်တဲ့နာမည်ပေးလိုက်လို့ရတယ်ကျွန်တော် test လို့ပဲပေးလိုက်ပြီးကြရင်ကျွန်တော်ဒီ HTML CSS တွေ JavaScript ကုတ်တွေရေးဖို့အတွက်ဘယ်ဟာအသုံးပြုရမလဲဆိုရင်ကျွန်တော်မနေ့ကပြောခဲ့တယ်ဒီ free and powerful ဖြစ်တဲ့ကျွန်တော် VS Code ပဲအသုံးပြုမယ်ဟုတ်ပြီဒါကိုကျွန်တော် VS Code စ run ပြီးပြီ VS Code ဖွင့်ပြီးဆိုရင်တော့ကျွန်တော်ခုနစောက်ထားတဲ့ folder လေးကို VS Code မှာ run လိုက်မယ်ကျွန်တော်ခုနစောက်ထားတဲ့ test folder လေးကို run လိုက်မယ်ကျွန်တော်ဟုတ်ပြီ folder စောက်ပြင်လည်းပြီးရဆိုတာမပြီးသေးပါဘူးကျွန်တော်ဒီ folder တော့ကိုကြိုက်တဲ့နာမည်ပေးလိုက်လို့ရတယ်တနာတော့မရှိဘူးကျွန်တော်ပြီကျွန်တော် HTML file တစ်ခုစဆောက်မယ် HTML file တစ်ခုစဆောက်ရမှာဆိုရင်ကျွန်တော်တည်ထားခြင်းတစ်ခုကကျွန်တော် HTML file စဆောက်ရမှာဆိုရင်ကျွန်တော်ဒီမှာကိုကြိုက်တဲ့နာမည်တစ်ခုပေးလိုက်မယ်ကျွန်တော်က index လို့ပဲပေးလိုက်မယ်ကျွန်တော်အခုဆောက်မှာ HTML file ဖြစ်တဲ့အတွက် .html ဆိုပြီးတော့ပေးရရင်ဖြစ်တယ်ဒါကတော်တော်လေးဥမာအရေးကြီးရဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကစောင့်မဲ့ file က CSS file ဖြစ်တဲ့ဆိုရင်ကျွန်တော် index.css JavaScript က found လုပ်မယ်ဆိုရင် index.js ဒီလိုမျိုးအသုံးပြုပြီးစောက်ရတာဖြစ်တယ်ဆိုတော့ကျွန်တော်အခုစောက်မှာ HTML file ဖြစ်တဲ့အတွက် .html ဆိုပြီးတော့ file စောက်လိုက်ဖြစ်တယ်ပြီးကြရင်ကျွန်တော်ခုနစောက်ထားတဲ့ file ကျွန်တော်ခုနရေးလိုက်တဲ့ index.html ကို document မှာဘယ်လို run မလဲကျွန်တော်ဒီ browser မှာဘယ်လို run မလဲကျွန်တော်ခုန test folder တော့ဝင်လိုက်မယ်ဒီမှာကျွန်တော်ခုနစောက်ထားတဲ့ index.html ဆိုတဲ့ file လေးရောက်လာပြီ right click ချက်နှိပ်လိုက်မယ် open quick ကတော့ကျွန်တော်မနေ့ကပြောခဲ့လို့ပဲဒီ software browser ဖြစ်တယ်ကျွန်တော်ကြိုက်တာ Firefox Microsoft Edge ဒီ Safari Google Chrome ကြိုက်တာအသုံးပြုပြီးတော့ run ရရတယ်ကျွန်တော်ဒီ Google Chrome မှာအသုံးပြုလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒါကျွန်တော်ရဲ့ document web page တစ်ခုဖြစ်တယ်ကျွန်တော်ဘာမှရေးရတဲ့အတွက်ဘာမှတော့ပေါ်အောင်မဟုတ်ကျွန်တော်အဖြူသားရေးပေါ်မှာဖြစ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်သင်ခန်းစာကိုဆက်လိုက်အောင် HTML document structure HTML document structure မှာအဓိကအစိပ်ပန်း၃ခုရှိတယ်ကျွန်တော် HTML ဒီ document အဖြူသားရေးတစ်ခုလုံးမှာ file document တုံးက file က၃ခုရှိတယ်ကျွန်တော်ဘာတွေပါမလဲဆိုရင်ကျွန်တော် doc type declaration ကျွန်တော်အခုနလိုပဲ HTML file တစ်ခုစောက်လိုက်ပြီးစ run လိုက်ပြီးဆိုရင်မဖြစ်မနေရေးရမှာကကျွန်တော်ဒီပြရတယ်အဖွင့်ပိတ် exclamation .html ဆိုတာကိုရေးပြရတယ်ဒါဒီ document type declaration ရဲ့အတူကောက်ဖြစ်တယ်ဒါဘာလို့ရေးရလဲဆိုရင်ကျွန်တော်ရေးလိုက်တဲ့ file ကျွန်တော်ရေးလိုက်တဲ့ file ကဒီ browser ကိုကျွန်တော်ရေးလိုက် file HTML5 ဖြစ်ကြောင်းကိုပြပြပြီးသားဖြစ်တယ်ပြပြပေးရတယ်ဆိုတော့ HTML file ဆက်ဆောက်ပြီးဆိုတာဒါကိုအရင်ရေးပေးရတယ်ဆိုတော့အဲ့ဒီရေးလိုက်မယ်အဖွင့်ပိတ် .class html ဆိုတော့ကျွန်တော်ရေးလိုက်ဘာမှတော့ပေါ်မှာမဟုတ်ဘူးဆိုတော့ဒါလေးထပ်ပါအောင်မယ်စိတ်မိုင်း၃ခုဆိုတော့ကျွန်တော်တစ်ပိုင်းပြီးသွားပြီနောက်တစ်ခု HTML ပါအောင်မယ်ကျွန်တော် HTML ဆိုတာဘာပြောရလဲဆိုရင်ကျွန်တော်ဒီဥမာပေးရမယ်ဆိုရင်ကျွန်တော်လူခန္ဓာကိုယ်ကြီးနဲ့ညီမျှကျွန်တော်ရဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးပြောတာဖြစ်တယ်ဒါခန္ဓာကိုယ်တစ်ခုလုံးဆိုတဲ့အတိုင်းဒီက HTML ဆိုတာလည်းကျွန်တော်ဒီ document တစ်ခုလုံးရဲ့
root element ဖြစ်တယ်ဒါကနေစပြီးဒါနာမည်ပြီးသွားမှာဆိုတော့ကျွန်တော်ဒီအခုနကကျွန်တော်ပထမဆုံးစရေးလိုက်တဲ့ dot type declaration Dr. HTML ကလွယ်ရင်ကျန်တဲ့ကုတ်တွေအကုန်လုံးကဒီ HTML အဖွင့်ပိတ်ထဲမှာမရှိရမယ်အဖွင့်ပိတ်တာမဟုတ်ဘဲနဲ့အပြင်မှာသွားယူလို့ရှိရင်တော့လောလုံးမှာမဟုတ်ဘူးပေါ်ရဲဆိုတော့ error တက်တာပဲဖြစ်တတ်တယ်ဆိုတော့ဟုတ်ပြီ HTML စပြီး HTML ပြီးသွားမှဆိုတော့ကျွန်တော်ဒီမှာ HTML ကိုရေးကြည့်လိုက်မယ်HTML ဟုတ်ပြီဒီတခြားတစ်ခုရေးပြီးလိုက်ကျွန်တော်တို့ဒီ save ဖို့မပေးပါနဲ့ကျွန်တော်တို့ဒီ control s နဲ့ save လို့ရလို့ဒီ file နဲ့မှလည်း save ဆိုတာ save လို့ရတယ်ကျွန်တော်ဒီ browser run တဲ့ခါကျမှလည်းဒီတော့ဒီ f5 နှိပ်ပြီးတော့ run ပြရတယ်ဒါမှမဟုတ်ကျွန်တော်ဒီက reload လေးကိုနှိပ်ပြီး run ပြရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ function တစ်ခုခုထည့်ပြီး shutdown တစ်ခုခုအသစ်တစ်ခုခုလုပ်ပြီးတိုင်းမှာကျွန်တော်ဒီ refresh လုပ်ပေးရတယ်ဘာဖြစ်လို့ဆိုတော့ refresh မလုပ်ရင်တော့ကျွန်တော်ရေးလိုက်တဲ့စာကပေါ်မှာတော့မဟုတ်ဘူးဆိုတော့အခုနပြောလို့ပဲ HTML ကကျွန်တော်ရဲ့ body တစ်ခုလုံးဖြစ်တယ်ဆိုတော့ဘာတွေပေါင်းလဲကျွန်တော် head ပါမယ်ကျွန်တော်ဒုခန္ဓာကိုယ်ကြီးဆိုမှလည်းကျွန်တော်ဒီခေါင်းပါမယ် body ပါမယ်ခန္ဓာကိုယ်ပါမယ် HTML မှာလည်းအဲ့လိုပဲ HTML ကကျွန်တော်ဒီတစ်ခုလုံးဖြစ်တဲ့အတွက် HTML ထဲမှာကျွန်တော် head ပါမယ်ခေါင်းပိုင်းပါမယ်ဆိုတော့ကျွန်တော်ဒီ HTML ထဲမှာ head လေးတွားရေးလိုက်မယ်ပြီးတော့ဒီမှာတစ်ခုတည်တာမှာကျွန်တော်ကုတ်တစ်ခုခု tag တစ်ခုခုရေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒါတွေကို tag လို့ခေါ်တယ် tag တစ်ခုခုရေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီ HTML ဆိုရင်လည်းအဖွင့်နဲ့အပိတ်ရှိမယ်ကျွန်တော် head ဆိုရင်လည်းအဖွင့်နဲ့အပိတ်နဲ့ရှိမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီနောက်ပိုင်းကုတ်တွေရေးပြီးဆိုရင်ကျွန်တော်အဖွင့်ပိတ်ခြားထဲမှာပဲကျွန်တော်ရေးချင်တဲ့ကုတ်ကိုရေးပြရတာဖြစ်တယ်တကယ်လို့ဟိုရေးလိုက်တဲ့ဟာကအဖွင့်ပဲပါတယ်အပိတ်မပါဘူးဒါမှမဟုတ်အပိတ်ပဲရှိရအဖွင့်မရှိဘူးဆိုတော့ကျွန်တော်ရေးလိုက်တဲ့ကုတ်ကမှားနေလိမ့်မယ်ဟိုပေါ်စင်တဲ့နေရာမှာပေါ်အောင်မဟုတ်ဘူးဆိုတော့အဖွင့်ပိတ်လေးကိုတော့တေချာရေးဖို့အကြံပေးခြင်းတယ်ဆိုတော့ဟုတ်ပြီဟတ်တယ်မှာဘာတွေပေါင်းမလဲကျွန်တော်ဟတ်တယ်မှာ meta tag တွေပါမယ် meta tag ဆိုတာကျွန်တော်ဒီထည့်စီခြင်းနဲ့ကျွန်တော်ဒီမနေ့ကပြောခဲ့တယ်ကျွန်တော် HTML CSS JavaScript ကို inspect လုပ်တဲ့အခါကျရင်ကြီးပွားမယ်သေးပွားမယ်ဒါတွေကိုကျွန်တော်တို့က fix ဖြစ်ဖို့အတွက်ရေးပြရတာဖြစ်တယ် fix ဖြစ်ဖို့ဆိုတာကျွန်တော်ဒီကုတ်ကျွန်တော်တို့ကုတ်ရေးလိုက်တာနဲ့ကုတ်ကိုတော့ sequence တိုင်းမှာ live ပြီးတော့ fix လုပ်ပြီးမှတော့မဟုတ်ဘူးဒါကကျွန်တော်ဒီ browser တိုင်းမှာ fix လုပ်အောင်ပေါ်အောင်ရေးရတာဖြစ်တယ်နောက်တစ်ခုကတော့ meta charges UTF-8 ဆိုတာကျွန်တော်ဒီအင်္ဂလိပ်အပြင်ကိုတခြား language တွေရေးမယ်မြန်မာတို့ဒီတခြား language တွေရေးတဲ့ခါကျရင် browser တိုင်းမှာပေါ်ဒါမှမဟုတ်လည်းအသုံးပြုတဲ့ user တွေကနေတေချာရှင်းလင်းစာမမှားပဲနဲ့မြင်အောင်ရေးရတာဖြစ်တယ်ဆိုတော့ example အနေနဲ့သူပြောလို့ပဲကျွန်တော် head ထဲမှာ meta တစ်ခုရေးလိုက်မယ်meta charges UTF-8ဟုတ်ပြီဒါကိုရေးလိုက်တဲ့ခါကျရင်ကျွန်တော်က UTF ကိုရေးလိုက်ခါကျရင်ကျွန်တော်ခုနပြောလို့ပဲ server တွေအမှန်ပေါ်မယ် meta name view ပေါ့ပြီးကြရင် content with device with init scale 1.0ဒါတွေတော့တိတ်ပြီးတော့မလို့အဲကြောင့်ကျွန်တော်ရေးမပြတော့ဘူးဆိုတော့ဒီ header ထဲမှာဘာတွေထည့်လို့ရသေးလဲဘာတွေရှိတော့မလဲဟုတ်ပြီတိုက်တယ်ကျွန်တော် head ဆိုတာခေါင်းပိုင်းဖြစ်တယ်ခေါင်းပိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ခေါင်းစဉ်ဆိုတာတော့အများနဲ့ပါရမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရေးလိုက်တဲ့ website ကကျွန်တော် Facebook ရေးရဆိုရင်ကျွန်တော် Facebook ထည့်ပေးရတယ် Google ရေးရင် Google ကျွန်တော် YouTube ရေးရင် YouTube ဒါပေမဲ့ဒီ title ကကျွန်တော်တို့ဒီ website မှာ run နဲ့နာမည်နဲ့ဘာမှမဆိုင်ဘူးကျွန်တော်မနေ့ကရှင်းပြခဲ့တယ်ကျွန်တော် website မှာ run တဲ့နာမည်ကျွန်တော် domain name လို့ခေါ်တယ် domain name ဆိုတာကျွန်တော် www. ပါတယ် www.google.com www.facebook.com အဲ့လိုမျိုး .com .org တို့ http တို့ပါတဲ့ဟာကိုကျွန်တော်တို့က domain name လို့ခေါ်တာဖြစ်တယ်ဒီက title ကကြတော့ဒီကျွန်တော်တို့စောက်လိုက်တဲ့နာမည်ကျွန်တော်နမူနာပြပေးမယ်ဒီမှာဒါဆိုရင်လည်းဒီဦးနာကကျွန်တော်ဗာလဲ index ဖွင့်လိုက်တဲ့အခါဆိုရင်ဒီမှာ title မထည့်ရတဲ့အတွက်ကျွန်တော်ကဒီ index.html လို့ပဲပုံမှာဖြစ်တယ်ကျွန်တော်ဟုတ်ပြီကျွန်တော်အခု title ထည့်လိုက်မယ်ထည့်မှာဆိုတော့ဒီ header ထဲမှာပဲ title အဖွင့်ပိတ်နေဟုတ်ပြီကျွန်တော် title ကိုဗာထဲမှာကျွန်တော် test လုပ်နေတာဖြစ်တဲ့အတွက် test လို့ပဲရေးလိုက်မယ်ဟုတ်ပြီကျွန်တော်က
test လို့တော့ရေးလိုက်ပြီဒါပေမဲ့ဘာလို့ဒီမှာ index.html ပေါ်သေးရဟုတ်ပြီကျွန်တော်ခုနပြောခဲ့သလိုပဲကျွန်တော်တစ်ခုခုရေးပြီးတိုင်းကျွန်တော်အလုပ်တစ်ခုခုလုပ်ပြရကျွန်တော် F5 ကိုနှိပ်ပြီး refresh လုပ်ပြရတယ်ဒီမှာ refresh လုပ်တဲ့အခါကျရင်ကျွန်တော်ဒီမှာ test ဆိုပြီးတော့ပြောင်းသွားပြီကျွန်တော်ခုန index.html လို့ပေါ်တယ်ကျွန်တော်အခု test ဆိုပြီးပြောင်းသွားရင်ကျွန်တော်နောက်တစ်ခုဆက်ကြည့်မယ် my first web page ကျွန်တော်ရဲ့ပထမဆုံး website စာမျက်နှာဖြစ်တယ်ဒါကိုကျွန်တော်ရေးလိုက်တဲ့အခါကျရင် title ထဲမှာရေးရတဲ့ဒီမှာလာပေါ်တာဖြစ်တယ်ဆိုတော့ title ကိုနားလည်ပြီးထင်တယ်ဆိုတော့ဘာတွေထည့်လို့ရတယ်တက်တယ်မှာဘာတွေပေါင်းမလဲကျွန်တော်တစ်ချက်ကြည့်မယ် external resource တွေ external resource တွေဆိုတာဘာပြောရဆိုရင်ကျွန်တော် CSS link တွေ JavaScript link တွေကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော်ကဒီ HTML နဲ့ကကျွန်တော်ကဒီ structure တွေဖွဲ့စည်းလို့ပဲရမှာအရာဝတ္ထုတစ်ခုပဲဖန်တီးလို့ရမှာဒါပေမဲ့အဲ့ဒီဝတ္ထုတစ်ခုကို design ထည့်မယ် color တွေထည့်မယ် background တွေထည့်မယ်ဆိုရင်ကျွန်တော် CSS နဲ့ link ချိန်ပြီးအသုံးပြုပေးရတယ်ကျွန်တော် JavaScript ဆိုရင်လည်း script tag နဲ့အသုံးပြုပေးရတယ်ဟုတ်ပြီ font တွေဆိုတာကျွန်တော်ဒီမှာ font size ကြီးရလားဒါမှမဟုတ်စောင်းညင်တာဘယ်လိုမျိုး font size ကြိုက်လဲကိုအသုံးပြုပြီးတော့ဒီမှာ link လာထည့်ပေးရတယ် icon တွေဆိုတော့ရှင်လည်းကျွန်တော် Facebook icon လားဒါမှမဟုတ်ကျွန်တော်က Google icon Facebook icon Twitter icon Instagram icon ဒီ icon တွေဒါမှမဟုတ်လည်း search ရတဲ့မှတ်ဘူး icon လေးတွေကို link ချိန်ပြီးတော့အသုံးပြုချင်တယ်ဆိုရင်ဒီ height ထဲမှာ link လာထည့်ပြီးအသုံးပြုပေးရတာဖြစ်တယ်ဆိုတော့ဟုတ်ပြီ height ကတော့ပြီးသွားပြီပြီးတော့ height ထဲမှာကျွန်တော်ဘာတွေပါအောင်မလဲ body ပါမယ်ကျွန်တော်ဒီအဲ့ဆိုရင်ကျွန်တော် machine HTML file စ run ပြီဆိုရင် machine မဖြစ်ရေးရမှာကျွန်တော် HTML file စ run ပြီဆိုတာနဲ့ doc.html ဆိုတော့ကျွန်တော်အရင်စကြီးညာပြီးမယ်ကြီးညာပြီးပြီဆိုတာနဲ့ HTML ကိုစဖွင့်မယ် HTML ထဲမှာကျွန်တော် head ရှိမယ်အခုနပြီးသွားပြီအခုဆိုရင် body ရှိမယ်ကျွန်တော်ခေါင်းပိုင်းပြီးသွားရင်ကျွန်တော်ခန္ဓာကိုယ်ပိုင်း body ဆိုတဲ့ပိုင်းရောက်သွားရင်အဲဒါကြောင့်မို့ကျွန်တော် head ပြီးတော့ body ရေးလိုက်မယ်ကျွန်တော် head ထဲမှာတော့ရေးလို့မရအောင်ဆိုတော့နောက်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ head အပိတ်အောက်မှာကျွန်တော် body ဆိုပြီးရေးမယ်ဆိုဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ HTML index.html ပြည့်စုံသွားပြီပြောလို့ရတယ်ပြည့်စုံသွားပြီဆိုတော့ကျွန်တော်ဒီမှာကျွန်တော်အခုရေးနေတဲ့ဟာ HTML5 ဆိုတာကိုလည်း browser ကိုညှာပြီးပြီးတော့ကျွန်တော် root element ဖြစ်တဲ့ HTML အဖွင့်ရှိမယ်အပိတ်ရှိမယ် HTML အဖွင့်ပိတ်နေတာဘာပဲပါမလို့ဆိုရင်ကျွန်တော် head ဆိုတဲ့ခေါင်းပိုင်းပါမယ်ကျွန်တော်ခေါင်းပိုင်းမှာပါရဆိုရင်ကျွန်တော်ဒီ title ဆိုတော့ကျွန်တော်ရဲ့ website ရဲ့နာမည်ပါမယ်ဒီ body ကတော့ချင်းတယ်ကျွန်တော်ရဲ့ဒီ content တွေကိုရေးတဲ့အခါကျရင်အသုံးပြုတယ်ကျွန်တော်ထည့်ချင်တဲ့ဟာတွေသူစာသားတွေပေါ်ချင်လား image တွေပေါ်ချင်လားဘာတွေပေါ်ချင်လဲဆိုတော့ website မှာဒီ body ထဲမှာထည့်ပြရတာပေါ့ body ထဲမှာ website မှာမြင်ရမယ့် content တွေထည့်တယ် main content ဒီ user တွေကနေမြင်ရတဲ့အကြောင်းအရာတွေကိုထည့်ပြရတယ်ဥပမာခုနပြောလို့ပဲကျွန်တော် text တွေ image တွေ link တွေ font တွေကျွန်တော် button တွေစသည်ဖြစ်ပေါ့နော်ဒီတော့ body ထဲမှာထည့်ရတာဖြစ်တယ်ဟုတ်ပြီကျွန်တော်ခုနပြောရခဲ့တဲ့မှာ HTML tag တွေလို့ပြောပါဆိုတော့ tag တွေဆိုတာပါကျွန်တော် tag တွေဆိုတာကျွန်တော်ခုနပြောလို့ပဲဒီ HTML ဆိုလဲ HTML tag head ဆိုလဲ head tag body ဆိုလဲ body tag ရှိတယ်ဒါပေမဲ့ဒီ body ထဲမှာလည်းကျွန်တော်ဒီစာသားကိုဖြစ်လို့ရေးလို့မရဘူးဘာဖြစ်လို့လဲကျွန်တော်စာသားကိုဖြစ်လို့ရေးလိုက်မှဆိုရင်ကျွန်တော် website တစ်ခုလုံးဖန်တီးတဲ့အခါကျရင်အမှားပါတတ်တယ်ပြီးတော့ကျွန်တော်ဒီရေးလိုက်တဲ့စာကိုအလားဆင်လို့မရဘူးကျွန်တော်ထားပါဒီမှာရေးလိုက်တယ်ဟုတ်ကျွန်တော် run ကြည့်မယ်ဒါဆိုရင်စာသားတော့ပေါ်တယ်ဒါပေမဲ့ဒီစာသားကိုကျွန်တော်အကြောင်းချဲခြင်းတယ်ဘာလို့ချင်တာလို့ဆိုရင်စာသားကနှစ်ခုကရောနေတာဖြစ်တဲ့အတွက်ကျွန်တော်ရောနေတာဖြစ်တဲ့အတွက်ကျွန်တော်ကဘယ်စာသားကိုအကြောင်းချဲမှာလဲဒါမှထားပါအပေါ်စာသားကိုအနီအောင်ချဲပြီးတော့အောက်စာသားကိုအပြောင်းချဲမယ်ဆိုရင်တို့ချဲလို့မရတော့ဘူးဘာလို့လဲဆိုတော့နှစ်ခုလုံးရောနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမရေးဘူးကျွန်တော်တက်တွေရောအသုံးပြုပြီးရေးမယ်ဆိုတော့တက်တွေရောအသုံးပြုပြီးရေးမယ်ဆိုတော့ကျွန်တော်တက်တွေအကြောင်းရှင်းပြပေးမယ်နံပါတ်1အနေနဲ့ကတော့ heading စာပိုက်ခေါင်းစဉ်တွေပဲဖြစ်တယ်စာပိုက်ခေါင်းစဉ်တွေဆိုတော့ကျွန်တော်အခုကဒီစာကြောင်း paragraph တစ်ခုစာရေးပြီးဒီ paragraph ဘယ်ပိုင်းဒီ paragraph ဘယ်ပိုင်းကျွန်တော်ခေါင်းစဉ်လေးနဲ့ရေးရဖြစ်တယ်ဥပမာဒီမှာဆိုရင်ဒါကျွန်တော်ရေးလိုက်တဲ့ paragraph ဒါကျွန်တော်ရဲ့ခေါင်းစဉ်ဒီခေါင်းစဉ်ကိုကျွန်တော်တို့ကဗာနဲ့ရေးလဲဆိုရင် h1 to h6 h1 to h6 ဆိုတာ h1 နေပြီးတော့1 2 3 4 5 6 h60 ရှိရယ်ဘယ်လိုကွာခြားသွားလဲဆိုရင် h ကတော့ရှင်းရတယ်ကျွန်တော် heading ဆိုတဲ့အတွက် h heading ခေါင်းစဉ်ကိုကိုစားပြုတာ1 2 3 4 5 6ဘာကွာပါလဲဆိုရင်ကျွန်တော်အသေးကြီးကွာရမယ်1ကိုသုံးမယ်ဆိုရင်ကျွန်တော်1ကအကြီးဆုံး6ကအသေးဆုံးဒီမှာ HTML မှာနံပါတ်
သေးရင်စလုံးကကြီးရယ်နံပါတ်ကြီးစလုံးသေးရယ်အဲ့လိုမျိုးသွားတာပေါ့နော်ဆိုတော့ကျွန်တော် h1 ကိုအသုံးပြုရဆိုရင်စလုံးကြီးပေါ်ပြီးတော့ h ကိုအသုံးပြုတဲ့အခါကျရင်စလုံးကတေးသေးလေးပေါ်မှာဖြစ်တယ်ဆိုတော့ဥပမာပြပေးမယ်ဆိုတော့ hello world လို့ရေးလိုက်မယ်နောက်တစ်ခုကိုဘာသုံးမလဲဆိုတော့ကျွန်တော် h6 နဲ့ရေးလိုက်မယ်ဆိုတော့ save မယ် run ဟုတ်ပြီကျွန်တော်ဒီမှာခုန h1 နဲ့ h6 နဲ့ရေးရတယ်ကျွန်တော်ပထမဆုံးရေးရတဲ့ h1 နဲ့ဟာအကြီးပေါ်တယ်ကျွန်တော် h6 နဲ့ရေးလိုက်ရင်တေးလေးရဲ့ပေါ်လာဆိုတော့ကျွန်တော်နည်းနည်းလေးမြင်အောင် h6 ကိုကျွန်တော် h3 လောက်ပြောင်းလိုက်မယ်ရကြည့်မယ်ဒါဆိုရင်နည်းနည်းလေးကြီးသွားတယ်ဒါဘယ်လိုသုံးပြုလဲဆိုရင်ကျွန်တော်တို့ခေါင်းစဉ်တွေရေးမယ်ဒါပေမဲ့ခေါင်းစဉ်တွေကိုကျွန်တော် h1 တို့ h6 ကိုကြိုက်တဲ့ font size လိုက်ကိုကကြီးကျင်တာလားအသေးလေးပေါ်ကျင်တာလားဒါတိုက်ပြီးတော့ကျွန်တော် h1 တို့ h6 ကိုကြိုက်တော့သုံးပေးလို့ရတယ်ဆိုတော့ဆက်လိုက်မယ် paragraph paragraph ဆိုတာစာပိုက်တွေကိုအသုံးပြုရရှင်းတယ် paragraph ဆိုတာကျွန်တော် p ကို p တက်ကိုအသုံးပြုရတယ်ခုနပြောလို့ပဲကျွန်တော် h ဆိုရင် heading ကိုကိုစားပြုရကျွန်တော် p ဆိုရင်လည်း paragraph ကိုကိုစားပြုရကျွန်တော်ခုနဒီမှာခေါင်းစဉ်ရေးရတယ်ဒီခေါင်းစဉ်ရဲ့အောက်မှာကျွန်တော်ကဒီ paragraph ဆိုတဲ့ tag ရှိမယ် paragraph ရေးနေတဲ့အတွက်ကျွန်တော်က p တက်ကိုအသုံးပြုလိုက်မယ် paragraph ထဲမှာ this is my first web page ဆိုတာကိုရေးလိုက်မယ်ဒါဆိုရင်ဒီမှာကျွန်တော်ထည့်လိုက်တယ်ဒါအကောင်းကြီးတစ်ခုဒါကျွန်တော်ထည့်လိုက်တဲ့ paragraph this my first web page ဆိုတာကိုပေါ်လာတယ်ဆိုတော့ type တွေကဒါပဲလားဆိုတော့မဟုတ်ဘူးနောက်ဗာတက်တွေရှိသေးတယ်ကျွန်တော်ဒီရာရှိမယ် line break တော့ line break ဆိုတဲ့အတိုင်းပဲကျွန်တော် line တစ်ချောင်းနဲ့တစ်ချောင်းခြားတာကိုပြောတာကျွန်တော်ခုနနမူနာလေးပြပေးမယ်ဒီမှာဆိုရင်ကျွန်တော် this is my first web page ဆိုတာကျွန်တော်တစ်ချောင်းနဲ့ပေါ်တယ်ဒါပေမဲ့ကျွန်တော်ကဒီ pdf တစ်ခုထဲမှာပဲရေးရတယ်ဒါပေမဲ့ကျွန်တော်ကတစ်ချောင်းနဲ့မပေါ်ခြင်းဘူး pdf နှစ်ခုလည်းမရေးခြင်းဘူးကျွန်တော်ဒီတက်တစ်ခုထဲမှာပဲနှစ်ချောင်းပေါ်ခြင်းလဲဆိုရင်ကျွန်တော်ဘယ်လိုရေးမှန်းဆိုရင် library ဆိုရင်ကျွန်တော် BR ကိုချားနေတဲ့နေရာမှာ BR ဆိုပြီးရေးပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ refer လုပ်တဲ့အခါကျရင်ကျွန်တော်နောက်တစ်ချောင်းဆင်းသွားဖြစ်တယ်ဆိုတော့ကျွန်တော်တစ်ချောင်းဆင်းနေတယ်ဥပမာ this my မိုင်းနောက်ဟာတွေကိုကျွန်တော်အောက်တစ်ချောင်းပို့ခြင်းလဲဆိုရင်ကျွန်တော်ပို့ခြင်းလဲစာလုံးရဲ့အနောက်မှာဒီ BR ဆိုတော့ခံပေးလိုက်ခါကျရင်သူ line break သူ fashion ဖြစ်တဲ့ line break ကိုလုပ်ပြီးတော့ကျွန်တော်နောက်တစ်လမ်းရောက်သွားဖြစ်တယ်ဆိုတော့နောက်ဘာတွေရှိသေးလဲကျွန်တော် HR horizontal line ကျွန်တော် HR တော့ရှင်သူ့ရဲ့ horizontal line ကိုကိုးစားပြုတာဖြစ်တယ်ကျွန်တော်နင်းတာတော့เนาะကျွန်တော်အသုံးပြုကြည့်မယ်ကျွန်တော်အခုဆိုရင်ခေါင်းစဉ်နဲ့စာသားနဲ့ကြာကွက်တစ်ဒီတိုင်းပဲလာနေကျွန်တော်အလင်းမှာမင်းနှောင်းလေးချနေတယ်ကျွန်တော်ဘာအသုံးပြုမလဲကျွန်တော် HR နဲ့ဖြစ်တယ် HR တက်ကိုအသုံးပြုပေးမယ်ဒီမှာတစ်ခုပြောရမှာကကျွန်တော်ဒီတက်တွေအသုံးပြုတဲ့အခါကျသူ့ရဲ့အဖွင့်ပိတ်ရှိတယ်ဒါပေမဲ့အဖွင့်ပဲရှိပြီးတော့အပိတ်မရှိတဲ့တက်တွေလည်းရှိတယ်ဥပမာဒီမှာ BR ဆိုရင် BR အပိတ်မရှိဘူး HR ဆိုရင်လည်းကျွန်တော်ဒီ HR ပဲရှိတယ်နောက်ပိုင်းမှာလည်းဒီအပိတ်မပါတဲ့တက်တွေရှိသေးတယ်ဆိုတော့မှားတော့မဟုတ်ဘူးဒါပေမဲ့တချို့တက်တွေကဥပမာဒီ hard tag ကအပိတ်မပါဘူးဆိုရင်တော့မှားတယ်ဒါပေမဲ့ဒီ BR တို့ HR တို့ဆိုတာတော့သူအပိတ်မပါတာဖြစ်တဲ့အတွက်အလုပ်လုပ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော် HR ခံလိုက်ပြီဒါဆိုရင် torrent ကြည့်မှာဆိုရင်ကျွန်တော်ဒီမှာအလဲမှာမြင်းချောင်းလေးလိုက်ရောက်ပါပြီဒါကကျွန်တော် server တစ်ခုရေးလိုက်တယ် server တစ်ခုနဲ့တစ်ခုနဲ့ကြားကိုတိလာစီစဉ်တယ်ဒီလိုမျိုးမထပ်တာကိုပြပြစီနေဆိုရင်ကျွန်တော်အလဲမှာတစ်ပိုက်ပြီးပွားရေးဆိုတော့ပြပြစီနေတဲ့အတွက်ကျွန်တော်ဒီမှာ HR horizontal line ထားပြလိုက်မယ်ဆိုဟုတ်ပြီနောက်ဘာတက်တွေရှိရဲကျွန်တော် B ရှိမယ် strong ရှိမယ် I ရှိမယ် EM ရှိမယ် U ရှိမယ် mark ရှိမယ် small ရှိမယ်ကျွန်တော် DL ရှိမယ် NS ရှိမယ် SUP ရှိမယ် SUP ရှိမယ်ကျွန်တော်ကြိုက်တဲ့တက်ကိုအသုံးပြုလို့ရတယ်ဘယ်လိုအလုပ်လုပ်လဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ကျွန်တော် B ဆိုတာကိုရှင်းတယ်ကျွန်တော်ဘိုးဆိုတာကျွန်တော်စက်လုံးကိုဘယ်လိုပြောမလဲထူလိုက်တဲ့သဘောမျိုးပေါ့နော်ပြပေးမယ် XML လေးဒီမှာဆိုရင် this my first web page ဆိုရင်ကျွန်တော်ဒီကိုရေးကျွန်တော်တို့ရေးနေကြစလုံးပုံစံအတိုင်းပဲပေါ်ဒါပေမဲ့ကျွန်တော်အဲ့လိုမပေါ်ခြင်းဘူးစလုံးကိုထူစေခြင်းလဲဆိုရင်ကျွန်တော်တို့ဒီ view အသုံးပြုပေးမယ်
ဟုတ်ပြီကျွန်တော် B ကိုအသုံးပြုလိုက်ပြီဒါပေမဲ့ B ကိုအသုံးပြုတာကကျွန်တော် first post script ပဲဖြစ်တဲ့အတွက်ကျွန်တော်ရှင်းအောင်လို့ဆိုပြီးတော့အနောက်စာတစ်ခုတည်းကိုပဲကျွန်တော်က B သုံးပေးလိုက်တာဒီမှာ this man ဆိုရင်ကျွန်တော် B နဲ့မြည်ရအောင်ဒါဆိုရင် B နဲ့ရေးရဖြစ်တဲ့အတွက်နည်းနည်းလေးထူနေတယ်စလောနည်းနည်းလေးကြီးပွားလို့ခံစားရတယ်အဲ့ဒီအချိန်ဒီမှာ B ကိုသုံးပေးတယ်ကျွန်တော် strong နဲ့အတူတူပဲstrong နဲ့အတူတူပဲသူကဘာကွာလဲဆိုရင်ဘာမှမကောက်ဘူးကိုအားတန်းတဲ့ဟာအသုံးပြုလို့ရတယ်ကျွန်တော် B ပဲသုံး strong ပဲသုံးတော့အတူတူပဲဆိုတော့နောက်ဘာတက်တွေရှိသေးလဲဆိုတော့ဒီမှာ I ရှိမယ် EM ရှိမယ် I နဲ့ EM လည်းအခုနလိုပဲ I နဲ့ EM နဲ့အတူတူပဲအလောလောပေါ်အတူတူပဲကိုအားတန်းတဲ့ဟာအသုံးပြုလို့ရတယ်ဒါဘယ်လိုနေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ဒီစာကြောင်းတွေကိုစောင်းနေတယ်တခုခုကိုစောင်းပြီးပြချင်တဲ့အခါကျရင်ကျွန်တော် I သုံးဖို့ EM အောင်သုံးပေးရတယ်ကျွန်တော်တို့ example လေးသုံးကြည့်မယ်I ဆိုတော့ရှင် italic ဆိုအသုံးပြုတာဖြစ်တယ် B ဆိုရင်ဘိုးပေါ့နော် strong လို့ EM လို့လည်းအလန့်ဝေးမှတင်တယ်ဟုတ်ပြီဒီမှာဒါဆိုရင်ကျွန်တော်ရဲ့ဒီအခုနပြောလိုက်တဲ့ဟာလေးကခုနကျွန်တော် I လိုက်တဲ့ဟာလေးကစောင်းပါတယ်အဲ့တော့ I လိုက်တဲ့အတွက်စောင်းပါတယ်ကျွန်တော်နောက်ဘာတွေရှိအောင်မလဲကျွန်တော် mask ရှိမယ် small ရှိမယ်ဒါဘာတွေကိုအသုံးပြုလဲဆိုတော့ mask ဆိုတာရှင်ကျွန်တော် highlight တွေကိုအသုံးပြုတာပေါ့နော်ကျွန်တော်ဇောင်းကြောင်း highlight ပြခြင်းနဲ့မှဒါဆိုရင်ကျွန်တော်ဒီစာသားကို highlight ပြတာဖြစ်သွားပြီနောက်ဟာတွေကကျတော့ဒီရဲလည်းရှိမယ် SUV ရှိမယ်ဒီရဲလေးသုံးရမယ်ဒီရဲဆိုတော့ကျွန်တော်ဒီ online shop page ပဲထားပါကျွန်တော် online shop ပြီးမှဆိုရင်သူက discount ချရတယ်သူရဲ့ original ဈေးက1000ကိုဈေးချတာဖြစ်တဲ့အတွက်1000ကိုသူကမြေညောင်းလေးနဲ့ဖြတ်ပြီးတော့ဘေးမှာ9000ဆိုပြီးရေးတာဒါကသူဈေးချတာဆိုတော့ပြောချင်တာ1000နဲ့မဟုတ်ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီရဲလို့သုံးတာဒီရဲဆိုရင်ကျွန်တော်ဒီရဲစာကြောင်းရဲ့အပေါ်မှာမြေညောင်းလေးပေါ်လာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီစာကိုဖြတ်ထားတာပေါ့မြင်တော့မြင်ရတယ်ဒါပေမဲ့ဖြတ်ထားရဲဆိုတော့ပြတာဆိုတော့နောက်ထပ်ဒီရဟို INS တို့ SUV တော့ဒီတိုင်းပဲကိုကြိုက်တဲ့အားတန်းရအောင်အသုံးပြုလို့ရတယ်တော့ဒီနေ့ကတော့ဒီလောက်ပဲနောက်ပိုင်းမှာကျွန်တော်ဒီ HTML နောက်တက်တွေပေါ့ import tag တို့ font တို့ကျွန်တော်တို့ user side တဲ့ဟာတွေကိုဆက်ရှင်းပြပေးမယ်ဒီနေ့တော့ဒီလောက်ပါပဲ